တမဲ့တွေရဲ့ပုံမှာဖြစ်တဲ့ဒေါသကိုကြတော့ဘာလို့ဓာတုမနတိကာရနဲ့ဖယ်ရှားရမယ်တဲ့ဓာတ်တဘာဝမင်းပထဝီဓာတ်ကိုစိတ်တူတာလားမာတဲ့သဘောပြောတဲ့သဘောကြီးကိုစိတ်တူတာလားမဟုတ်ဟုတ်လားဒါမှမဟုတ်ယိုရှိနေတဲ့သဘောကြီးကိုစိတ်တူတာလားအာဘောဒါမှမဟုတ်ပူတဲ့သဘောနှွေးတဲ့သဘောကိုပဲစိတ်တူနေတာလားတွန့်ကန်နေတဲ့သဘောလှုပ်ရှားနေတဲ့သဘောကိုပဲစိတ်တူတာလားတို့ခွဲခြင်းဝေဖန်ပြစ်လိုက်မယ်နော်ဓာတ်နဲ့ခွဲခြင်းဝေဖန်ပြစ်လိုက်မယ်ဆိုရင်သုံးတော့ကပစ္စည်းပစ္စည်းပုံမှန်တရံလေးတောင်ဘာဖြစ်သွားတယ်နော်ပျောက်သွားနိုင်တယ်မောစိတ်ထဲမှာတော့ဘာကိုစိတ်တူပါမှာစိတ်တူရရှာလို့မတွေးတော့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နော်ဒေါသနဲ့ဆက်ရှင်တဲ့အတွေးကိုတော့တတ္တဝါတွေနဲ့ပတ်သက်လာရင်မေတ္တာကိုအသုံးပြုရမယ်တမဲ့တွေနဲ့ပတ်သက်လာရင်နော်ဓာတုမနတိကာရကိုအသုံးပြုရမယ်အမှတ်မိဖို့လိုတယ်နော်ဇာကနဲ့ပတ်သက်လာရင်သက်ရှိတွေဆိုရင်တော့အတုပကိုအသုံးပြုရမယ်တမဲ့တွေဆိုရင်တော့အနိစ္စကိုအသုံးပြုရမယ်ဒေါသနဲ့ပတ်သက်လာရင်သက်ရှိဆိုရင်မေတ္တာကိုအသုံးပြုရမယ်တမဲ့ဆိုရင်ဓာတုမနတိကာရကိုအသုံးပြုရမယ်ဒါကမြတ်စွာဘုရားပြောပြထားတဲ့ဘဝမှာတကယ်ကိုအသုံးတည့်တဲ့ပညာရည်လို့ဆိုနိုင်ပါတယ်ဟုတ်လားအပညာသင်နေကြတာပဲနော်ပရိနိစ္စပိပညာကိုသင်နေတာဒီပညာကဘဝမှာချမ်းသာဖို့အတွက်အလွန်တရာမှနော်အသုံးတည့်တဲ့အလွန်တရာမှတန်ဖိုးကြီးမားတဲ့ပညာလို့ဆိုနိုင်မို့လားဆိုနိုင်တယ်တခါမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေကြတော့ဘယ်လိုလုပ်မလဲတဲ့အဲ့ဒါကိုလည်းပဲအတ္တကရာမှာဖွင့်ပြထားတာရှိတယ်ဒီနေ့မှာမောဟဆိုတာမှန်မှန်ကန်ကန်မသိတာဆုံးဖြတ်ချက်မချနိုင်ဘူးဒိုလောတွေးတောပြီးတော့နော်ဝိသိကိစ္စတွေဘာတွေလဲတခါတလေဖြစ်လာတာရှိတယ်ဟုတ်လားမဝေခွဲနိုင်ဘူးမဆုံးဖြတ်နိုင်မသိရတာကိုကဆင်းရဲတာကြီးတစ်မျိုးဖြစ်တာမျိုးတခါတလေကြုံရဘူးလိမ့်မယ်မောဟထင်ရှားလာတာပေါ့နော်အဲ့ဒီလိုမျိုးမောဟနဲ့ဆက်ရှင်တဲ့အတွေးတွေဖြစ်လာပြီဆိုရင်တော့နောက်ဆရာကောင်းတမကောင်းနဲ့ပေါင်းသင်းဆက်ဆံပြီးတော့ဆရာကောင်းတမကောင်းကိုမှီးပြီးတော့လည်းပဲအဲ့ဒီမောဟကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်လားပြီးတော့စာပေပရိယတ္တိရသော်ဘုရားဟောထားတဲ့ဒီဒေသနာတွေကိုလေ့လာလိုက်စားခြင်းအပြင်လည်းပဲအဲ့ဒီမောဟဓာတ်ကိုနည်းသွားအောင်ပါသွားအောင်ပျောက်သွားအောင်ကြိုးစားရမယ်အဲ့ဒီတည်းကကိုသိကျင်တာတွေသိစရာတွေအများကြီးနော်ပါလာပြီးတော့တိသွားပြီးတော့မောဟပျောက်သွားတာလည်းဖြစ်နိုင်တယ်နော်ဟုတ်လားပြီးတော့ဒီလိုလေးလာလို့မှမရဘူးဆိုရင်ကိုယ့်တက်တိတဲ့နားလေတဲ့ပုံကိုယ်တွေကိုမေးမြန်းရမယ်စုံစမ်းရမယ်တဲ့ဒါဘယ်လိုရှိတာလို့ဟုတ်လားအဲ့လိုမျိုးမေးမြန်းခြင်းဟာလည်းပဲမောဟနဲ့ရှင်တဲ့အတွေးတွေနေပါခြင်းရဲ့အကြောင်းဟုတ်လားပြီးတော့ဘာလို့အောင်ဆိုရံဖန်ရံခတရားဒေသနာကိုလည်းနာယူရမယ်တဲ့နော်သောတော်ကတော့စာသင်ရမယ်ဆိုတာကြတော့ तू ကစနစ်တကျနော်အစဉ်အတိုင်းကို तू ကဒီလိုသွားတာတရားနာတာကြတော့ तू ကဘယ်လိုလာတော့ဟောပြတဲ့လူဟောထားတဲ့အတိုင်းနားထောင်တာကွယ်လွဲမှုလေးတော့ရှိတယ်နော်ဒါပေမဲ့အဓိပ္ပာယ်ကတော့အရင်ကြီးကွာခြားတယ်လို့တော့မဆိုနိုင်ပါဘူးဘုရားရဲ့ဒေသနာတွေကိုလေ့လာကြတာပါပဲဟုတ်လားအေးနောက်ဆုံးဦးဇင်းတို့နောက်ဆုံးနည်းလေးကအကြောင်းဟုတ်သည်မဟုတ်သည်ကိုဆုံးဖြတ်ချက်ချတဲ့နည်းနဲ့လည်းပဲကိုယ့်အကိုစဉ်းစားဆင်ခြင်ပြီးတော့ဆုံးဖြတ်ချက်ချအောင်လုပ်ရင်းနဲ့လည်းပဲနော်မောဟဓာတ်တွေကိုနေပါတော့အောင်ကြိုးစားရမယ်ဟောဒါကဦးဇင်းတို့အာယုံပြောင်းတဲ့နည်းဆိုတာကနေပြီးတော့ကြည်ကြည်ပြည့်ပြည့်ဆက်ပြီးတော့နားလည်ထားရမယ်အကြောင်းအရာလေးတွေကိုပြောပြတာဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့မောဟနဲ့ပတ်သက်လာလို့ရှိရင်နော်ဆရာကောင်းကိုမိရမယ်စာသင်စာချမှုကိုပြုရမယ်မင်းမြန်းရမယ်တရားဒေသနာကိုနားရမယ်အကြောင်းဟုတ်သည်မဟုတ်သည်ကိုဆုံးဖြတ်ချက်ချပြီးတော့လည်းပဲမောဟဓာတ်ကိုဖယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့အဲ့ဒါဦးဇင်းတို့မကောင်းတဲ့အတွေးတွေယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားဖို့ကြိုးစားတဲ့နေရာမှာနီလန်း9ရက်မြတ်စွာဘုရားသင်ပြပေးထားတာတွေကအခုဒါနံပါတ်1နီလန်းဟုတ်လားကောင်းမြတ်တဲ့အာယုံပြောင်းယူခြင်းအပြင်ယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားပြစ်မယ်ဥပမာကြီးတဲ့တတ်ဆုငယ်တဲ့တတ်ဆုနဲ့နော်ရိုက်ချွတ်ပြီးတော့ဆွဲနှုတ်ပြလိုက်တယ်လို့မျိုးဥပမာတစ်ခါတည်းမှတ်ရမယ်ဟုတ်လားနောက်ဦးဇင်းတို့ဒုတိယမြောက်မြတ်စွာဘုရားသင်ပြပေးတဲ့ယုံညံ့တဲ့အတွေးတွေကိုဖယ်ရှားတဲ့နည်းကဘာလဲဆိုတော့အဲ့ဒီဖြစ်ပေါ်နေတဲ့ယုံညံ့တဲ့အတွေးတို့ရဲ့အပြစ်အနာအဆာကိုစဉ်းစားဆင်ခြင်ရမယ်တဲ့သူလည်းပဲတော်တော်ထိရောက်မယ်လို့ဦးဇင်းထင်ပါတယ်ဒီဖြစ်ပေါ်နေတဲ့ယုံညံ့တဲ့အတွေးတွေဟာနော်ဘာကိုအကြောင်းပြုပြီးတော့ဖြစ်လာတာတော့ဆက်ပြီးတော့ဘလို့အကျိုးကျေးဇူးတွေကိုဖြစ်စေမှာတော့နော်သူ့ရဲ့နော်လားရာကဘာလဲနော်ဘာတွေဆက်ပြီးတော့ဖြစ်မှာလဲဒီကိစ္စကြီးကကောင်းတာတွေတော့ဘာမှဆက်ဖြစ်မှာမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားဆင်းရဲတာတွေပဲဆက်ဖြစ်မှာနော်အဲ့ဒီလိုမျိုးဦးဇင်းတို့ဒီယုံညံ့တဲ့အတွေးတွေရဲ့အပြစ်ကိုစဉ်းစားဆင်ခြင်ခြင်းအပြင်လည်းပဲကိုယ့်ရဲ့ယုံညံ့တဲ့အတွေးတွေဟာရပ်တန့်သွားနိုင်တယ်အဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးလဲဆိုတော့နော်လှခြင်းပါခြင်းနဲ့အရွယ်လေးလူလင်မျိုးလုံမမျိုးလေးရင်မိုးချိုးပြီးကားသာပြည်လိမ်ပြင်ဆင်ပြီးကားသာတစုံတစ်ယောက်ကသူ့ကိုအနိုင်ထက်ပြုတ်ပြီးတော့နော်မွေကောင်ဘုတ်အပိုင်းအစကိုဖြစ်စီခွေးကောင်ဘုတ်အပိုင်းအစကိုဖြစ်စီသို့မဟုတ်လူကောင်ဘုတ်အပိုင်းအစကိုဖြစ်စီနော်လောက်တွေပါတွေကြာပြီးတော့နန်းစော်နေတဲ့ဟုတ်လား
ဒီအပုပ်အပိုင်းအစကြီးကိုသူ့ရဲ့လေပင်ကိုအတင်းအကျပ်တခါတည်းချုပ်နှောင်ပြီးတော့ဆွဲပေးထားမယ်ဆိုလို့ရှိရင်အဲဒီလူလင်မျိုးလုံးမမျိုးဟာဒီအပုပ်ကောင်ဖြင့်သူဘာလို့တော့ယွန်ရှာတယ်ဆက်ဆုပ်တယ်ရှက်တယ်နော်အဲ့ဒီဥမာတိုင်းပဲတဲ့ဖြစ်ပေါ်နေတဲ့ယုံညံ့တဲ့အတွေးတွေရဲ့အပြစ်အနာစာကိုပဲပဲနေနေစဉ်းစားဆင်ခြင်ခြင်းအပြင်ဒီအပြစ်တွေရဲ့အပေါ်မှာဒီယုံညံ့တဲ့အတွေးတွေရဲ့အပေါ်မှာယွန်ရှာတဲ့စိတ်ဆက်ဆုပ်တဲ့စိတ်ဟုတ်လားဒါတွေကိုမမြတ်နိုးတဲ့စိတ်တွေနဲ့ဒါတွေကဘာဖြစ်သွားလဲနော်ပျောက်သွားနိုင်တယ်ဖယ်ရှားပြီးသားဖြစ်သွားနိုင်တယ်ဒါကြောင့်ဒီယုံညံ့တဲ့အတွေးတွေရဲ့အပြစ်တွေကိုလည်းပဲအများကြီးသိအောင်မြင်အောင်ကြိုးစားရမယ်နော်ယာကနဲ့ရှင်တဲ့အတွေးဒေါသနဲ့ရှင်တဲ့အတွေးမောဟနဲ့ရှင်တဲ့အတွေးဒီအတွေးတွေကများလာပြီဆိုလို့ရှိရင်ဝစီကံဆိုပြီးတော့နော်ယုံညံ့တဲ့အပြောတွေကိုဆက်ပြီးတော့ဖြစ်စေလိမ့်မယ်ထပ်ပြီးတော့ဦးဇင်းတို့မထိန်နိုင်ဘူးဆိုလို့ရှိရင်ကာယကံဆိုပြီးတော့ယုံညံ့တဲ့အလုပ်တွေကိုဆက်ပြီးတော့ဖြစ်စေလိမ့်မယ်အဲ့ဒီလိုကာယကံမြောက်ဝစီကံမြောက်နော်ရုံရုံရင်ရင်ကြမ်းကြမ်းထန်ထန်ဖြစ်တဲ့အနေအထားတွေရောက်သွားပြီဆိုလို့ရှိရင်တော့နော်အလွန်ကြီးကျယ်တဲ့ယုံညံ့တဲ့ဆိုးကျိုးကိုပေးဖို့အတွက်အများကြီးအခွင့်သာသွားပြီဟုတ်တယ်မဟုတ်လားဦးဇင်းတို့အခုအပေလေးပုံမှာဒုက္ခရောက်နေကြတဲ့တတ္တဝါတွေဟာတကယ်စင်စစ်ဒီယုံညံ့တဲ့အတွေးတွေကိုပဲအကောင့်ထဲပေါ်ပြီးတော့ယုံညံ့တဲ့ကံတရားတွေကိုပြုတ်ပြီးတော့ယုံညံ့တဲ့အကျိုးရလဒ်တွေကိုရရှိနေကြတာဒါကအလွန်အားကြီးတဲ့သူ့ရဲ့ဆိုးကျိုးကိုပြောတာပေါ့တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဒီယုံညံ့တဲ့အတွေးတွေဟာဖြစ်စေအခိုက်အတန့်မှာလည်းပဲပူလောင်မှုပင်ပန်းမှုဆင်းရဲမှုရှိတယ်ဆိုတာကိုကိုယ်မှာတတိကောင်းမယ်ဉာဏ်ကောင်းမယ်မှန်မှန်ကန်ကန်သိနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုလည်းတွေ့ရနိုင်တယ်ပေါ့သူဖြစ်နေတဲ့အချိန်မှာကိုပဲမသက်သာတဲ့သဘောပင်ပန်းတဲ့သဘောဆင်းရဲတဲ့သဘောကတော့ရှိနေတာပဲဟုတ်လားပြီးရင်ယုံညံ့တဲ့ကံတရားတွေကိုပြုမိမယ်ဆိုလို့ရှိရင်တော့ယုံညံ့တဲ့အကျိုးပေးတွေကိုဆက်ပြီးတော့မရနိုင်ဘူးလားရသွားမှာပဲဒါကြောင့်သူ့ရဲ့အပြစ်တွေကိုလည်းအများကြီးစဉ်းစားတတ်ဖို့စဉ်းကျင်တတ်ဖို့မလိုဘူးလားဆိုရနော်ဘုရင်တို့ကောသလမင်းကြီးကမြတ်စွာဘုရားကိုမေးတာလေးတစ်ခုရှိတယ်မြတ်စွာဘုရားတဲ့တတ္တဝါတွေရဲ့တန်တမှာဘယ်လိုတရားတွေဖြစ်လာလို့ရှိရင်အဲ့ဒီတတ္တဝါတွေကပင်ပန်းမှလည်းဆင်းရဲမှလည်းအကျိုးမဲ့ဖြစ်မှလည်းလို့အဲ့လိုမေးတယ်ဒီတော့မြတ်စွာဘုရားကတခါကြီးတတ္တဝါတွေရဲ့တန်တမှာလောဘဒေါသမောဟဆိုတဲ့ဒီတရားစိုးတွေဖြစ်လာလို့ရှိရင်အဲ့ဒီတတ္တဝါတွေဆင်းရဲလိမ့်မယ်အဲ့ဒီတတ္တဝါတွေပင်ပန်းလိမ့်မယ်အဲ့ဒီတတ္တဝါတွေမချမ်းမသာနေရလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်အဲ့ဒီသုတ်တန်လေးရှိတယ်အဲ့ဒီသုတ်တန်လေးရဲ့အဆုံးသတ်မှာနော်စိတ်ဝင်စားတဲ့အကောင်းတဲ့ဥမာလေးနဲ့ပြီးပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာလေးရှိတယ်ဒါပေတတို့ကြာဝိဒါလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လောဘောဒေါသောစမောဟောစပုရိတံပပစေတတံဟိန္တန္တိအတ္တတံဗုဒ္ဓတဇတာရံဝတံဖလံတတ္တဝါတွေရဲ့တန်တမှာလောဘဒေါသမောဟဆိုတဲ့နော်အလိုဆန္ဒတွေမကျေနပ်မှုတွေတူဝေမိုင်မဲမှုတွေဒါတွေဖြစ်လာပြီဆိုလို့ရှိရင်တဇတာရံဝတံဖလံအခွန်လေးရဲ့အနှစ်ရှိတဲ့အပင်ရဲ့အသီးဟာအဲ့ဒီအပင်ကိုပဲပြန်ပြီးတော့တတ်တယ်လို့မျိုးအဲ့ဒီလောဘဒေါသမောဟကအဲ့ဒီတတ္တဝါကိုအသေးတက်လိမ့်မယ်လို့အဲ့လိုဟောတာအခွန်လေးရဲ့အနှစ်ရှိတဲ့အပင်ဆိုတာဘာပြောတာလဲဝါပင်တို့ကျူပင်တို့ပြောတာနော်ဝါပင်ရဲ့ဝါသီးဟာဝါပင်ကိုတတ်တယ်ကျူပင်ရဲ့ကျူသီးဟာကျူပင်ကိုတတ်တယ်ငပြောပင်ရဲ့ငပြောသီးဟာငပြောပင်ကိုတတ်တယ်ဟုတ်လားပေပင်ရဲ့ပေသီးဟာပေပင်ကိုတတ်တယ်ဒါကတတ်တလုံးဒီဦးဇင်းတို့အပင်လောကရဲ့စမ်းကြယ်မှုလေးတွေပေါ့ဟုတ်လားအပင်လောကရဲ့စမ်းကြယ်မှုလေးတွေဒါကိုမြတ်စွာဘုရားဥမာပေးတာအခွန်လျင်အနှစ်ရှိတဲ့အပင်ရဲ့အသီးဟာအဲ့ဒီအပင်ကိုပြန်ပြီးတော့တတ်တယ်လို့မျိုးလောဘဒေါသမောဟဖြစ်လာပြီဆိုရင်အဲ့ဒီလောဘဒေါသမောဟတွေတတ္တဝါကိုအကျိုးမဲ့ဖြင့်ပျက်စီးအောင်ဖျက်ဆီးလိုက်မယ်ဒါကိုတတ်တယ်လို့မြတ်စွာဘုရားအဲ့လိုသုံးနှုန်းပြီးတော့ဟောတာဟုတ်လားအဲ့ဒါလေးကိုပဲယူပြီးတော့ဦးဇင်းတို့ကျူတိဝါတိသုံးဖို့လောဘဒေါသမောဟဆိုပြီးတော့နောက်တစ်ချိန်တုန်းကဟောခဲ့တဲ့တရားသုံးဖို့ကိုပြန်ပြီးတော့စာအုပ်လေးပေါင်းထုတ်ထားတာတောင်ရှိတယ်ဟုတ်လားအဲ့တော့ပြောချင်တာကဘာတော့တိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဒီမကောင်းတဲ့ယုံညံ့တဲ့စိတ်တွေဒီအတွေးတွေဟာတတ္တဝါတွေကိုဘလောက်အထိဆင်းရဲဒုက္ခဖြစ်သွားစေနိုင်တယ်ဆိုတာကိုသိနိုင်တယ်မြင်နိုင်တယ်သိလို့မြင်လို့လည်းပဲသိမြင်သိအားလို့ဆိုတာဟောခဲ့တယ်ပြောခဲ့တယ်ပေါ့သို့တော့ခက်နေတာကဒကာဓမ္မတို့ဦးဇင်းတို့တွေကတခါတလေတချို့စကားလုံးတွေကကြားယုံမဲ့ကြားလိုက်တာတကယ်မသိဘူးဟုတ်လားဒါဦးဇင်းတို့လည်းဒီတိုင်းပဲအဲ့ဒါကိုကိုယ်တိုင်ခံစားရတယ်တချို့ဟာကြားယုံမဲ့ကြားလိုက်တာကြားတော့ကြားလိုက်တယ်ဒါပေမဲ့နဲ့တကယ်သိသွားတာမဟုတ်ဘူးသိတော့သိတယ်လို့ပဲဟုတ်လားဒါပေမဲ့ထပ်ပြီးတော့သိဖို့လိုသေးတယ်ထပ်ပြီးတော့နဲ့ဘယ်အတိုင်းဓာတ်ထိသိရအောင်မလဲတော့မသိဘူးဆိုတာမျိုးတွေတောင်ရှိတယ်ဟုတ်လားဒါကြောင့်အသိတို့ရဲ့နော်တဘာဝလည်းပဲအလွန်တရာမှနဲ့တဲ့သဘောရှိတယ်နော်ကိုယ့်ကိုယ်တော့တခါလေးသိတယ်လို့ထင်တာပဲ
နောက်တစ်ချိန်ကျတော့အဲ့ဒါတဲ့ပို့ပြီးတော့လေးလေးနက်နက်တိလာပြီဆိုတော့မှဩငကိုတော့ကတိခဲ့တာကနော်အလွန်အပေါ်ရန်ဆံပါလားလို့သိရတာမျိုးလည်းရှိသေးတယ်ဟုတ်လားအဲ့ဒါကိုထောက်ဆသောအဖြစ်နောက်ထပ်တိသွားကြရည်အများကြီးရှိနိုင်တယ်ဆိုတာကိုနားလည်ရမယ်သဘောပေါက်ရဲ့လားအေးဒါကြောင့်လောဘဒေါသမောဟဆိုတဲ့ဒီယုံညံ့တဲ့အတွေးတို့ရဲ့နော်ဆိုးဝါးတဲ့အကျိုးရလဒ်တွေကိုသိဖို့မြင်ဖို့အတွက်နော်ဒေသနာတွေကိုလည်းအများကြီးလေ့လာရမယ်လိုက်စားရမယ်နော်သူတော်ကောင်းတွေပြောထားတာတွေကိုလည်းအများကြီးမှတ်သားထားရမယ်တခါတလေမှတ်သားမှုမရှိတဲ့အတွက်ကြောင့်ကြားတော့ကြားခဲ့ဘူးတယ်ဒါပေမဲ့ပြန်ပြီးတော့စဉ်းစားရမရှိဘာလို့လဲမှတ်မထားပဲကိုဟုတ်လားပြန်ပြီးတော့စဉ်းစားရမရှိဘူးတော့တွေးကြည့်ခြင်းလိုက်တာကိုင်လောဘဒေါသမောဟကဘယ်လိုဒုက္ခတွေဖြစ်စေတာတော့ကိုင်စဉ်းစားတာစောက်တဲ့ကိုမင်းချရည်တန်ဒီလောဘဒေါသမောဟကဘယ်လိုမကောင်းတာတော့လို့ချရင်ဒကမာကြီးများဘယ်နှမျက်နှာလောက်ရေးနိုင်မလဲစကားအနေနဲ့ပြောပါဆိုရင်ဘယ်နှခွန်းလောက်မြန်ပြောနိုင်မလဲဒီပြင်အကြောင်းအရာတွေကိုတော့အများကြီးပြောနိုင်လိမ့်မယ်နော်ဘာလို့အများကြီးပြောနိုင်လဲအများကြီးမှတ်ထားတာကိုဒီပြင်အကြောင်းအရာတွေဟုတ်လားလောဘဒေါသမောဟရဲ့နော်အပြစ်အနာစာကိုကြတော့အများကြီးမှတ်သားဖို့ထားတာသိပြီးတော့မရှိတချို့ဟာတွေကြားတော့ကြားဖို့ခဲ့တယ်အလွန်တန်ဖိုးရှိတဲ့တချို့ဟာတွေကြားဖို့ခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့မှတ်သားမှုမရှိတဲ့အတွက်ကြောင့်သိသိမှုမရှိတဲ့အတွက်ကြောင့်ကိုယ်ဉာဏ်ဖြင်းမှုကြောင့်အသုံးချမယ်ဆိုတော့ကောက်ကင်တရားမရှိတော့နော်ရှာတော့ရှာခဲ့တယ်သိမထားမိဘူးဟောအံ့ဩစရာပဲနော်ဟာလေရှာတော့ရှာခဲ့တယ်တချို့ပတ်စံတွေဘာတွေအများကြီးရှာတယ်စုတောင်စောင်းထားတာမရှိဘူးအရေးကြုံရင်ဘာမှသုံးစရာမရှိဘူးနောက်တချို့ပစ္စည်းပစ္စည်းအများကြီးသူတို့ရှာနိုင်တယ်ဖွင့်နိုင်တယ်ဒါပေမဲ့သုံးအောင်ဆိုပြီးတော့စုဆောင်သိသိထားတာမရှိတဲ့အတွက်ကြောင့်အရေးကြုံလာရင်သုံးစရာမရှိဘူးဒါကြောင့်ဘဟုတုတ္တတွေအများကြီးရှိဖို့လိုတယ်ပေါ့နော်ဒေသနာနဲ့ပတ်သက်ပြီးတော့အဲ့ဒါပြောချင်တာကဘာလဲလောဘဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေးရဲ့အပြစ်ကိုစဉ်းစားဆင်ခြင်ခြင်းတည်လည်းပဲလောဘဒေါသမောဟကိုဖယ်ရှားနိုင်ခြင်းရဲ့အကြောင်းတရားအဲ့ဒီအပြစ်ကိုဆင်ခြင်တတ်ဖို့ဆိုတာလည်းပဲအဲ့ဒီအပြစ်တွေကိုကိုကအများကြီးနားလည်ထားဖို့လိုတယ်ကိုတွေ့အနေနဲ့လည်းနားလည်ထားဖို့လိုတယ်ဒါကတော့နော်အယံတတိကောင်းတဲ့လူတွေမှပဲလွယ်ကူမယ်လို့ထင်တယ်နော်လောဘဒေါသမောဟဖြစ်တိုင်းကိုဘလို့ခံစားရတော့ဘလို့ဒီမှားတဲ့တုံပြီးရင်ဘာတွေဆက်ဖြစ်တုံအဲ့ဒါတွေကိုနားလည်မှာတိတ်တော့မလွယ်ဘူးလို့ထင်တယ်နော်ဟုတ်လားအဲ့တော့ကိုယ်တွေရောစာတွေရောအများကြီးနားလည်ပြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်အဲ့ဒီလောဘဒေါသမောဟရဲ့ပုံမှာနော်လှခြင်းပခြင်းနဲ့လူလင်မျိုးလုံမပြိုလေးနော်အပုပ်ဆက်အမျိုးမျိုးလေပင်ကိုဆွဲပေးတာကိုခံရတယ်လို့မျိုးနော်ဒီလောဘဒေါသမောဟဖြစ်ရတာကိုရှက်တယ်ကြောက်တယ်ဒါကြီးကိုမလိုချင်ဘူးမရချင်ဘူးဆက်ဆုပ်တယ်ဆိုတဲ့အဆင့်ထိကြောက်သွားမယ်ဆိုရင်အဲ့ဒီလောဘဒေါသမောဟနဲ့ဆက်ရှင်တဲ့အတွေ့ကိုမလုံနိုင်ပြီတော့ဖယ်ရှားနိုင်မယ်ပေါ့ဒါကဒုတိယမြောက်အသုံးချရမယ်နီလန်ဟုတ်ဘူးလားနောက်တတိယမြောက်အသုံးချရမယ်နီလန်မြတ်စွာဘုရားဘာသင်ပေးထားတော့တဲ့နော်အဲ့ဒါလိုမျိုးဦးဇင်းတို့အာယုန်နေပြောင်းလည်းပဲလောဘဒေါသမောဟနဲ့ကျင်တဲ့အတွေ့တွေကဖြစ်နေတာပဲဖြစ်တဲ့နော်တခါတလေနော်အခုပြောသလိုအပြစ်တွေဆင်ခြင်လည်းပဲဟာဒါကြီးဆက်ပြီးတော့ဖြစ်နေတော့မယ်မပေးနိုင်ဘူးဆိုရင်ဘာဆက်လုပ်မလဲတဲ့အဲ့ဒီလိုဆက်ဆက်မှုနဲ့ဟောတာပါမြတ်စွာဘုရားသောတဝနီးတွေနဲ့အသုံးချပြီးတော့ကြိုးစားကြည့်တယ်နော်လောဘဒေါသနဲ့ဆက်ရှင်တဲ့အတွေ့ကတွေးနေတော့မယ်ဆိုရင်ဘာဆက်လုပ်မလဲတဲ့အဲ့လိုဆိုလို့ရှိရင်တဲ့အဲ့ဒီလောဘဒေါသမောဟဖြစ်เสียအကြောင်းတရားတွေကိုမကြံစီဘဲနဲ့မစင်သားဘဲနဲ့နှလုံးမသွင်းဘဲနဲ့မအောင်မေ့ဘဲနဲ့မေ့ပြောက်ထားလိုက်ပါတဲ့ဟုတ်လားသူ့ကိုမစင်သားနဲ့လုံးဘာလို့မေ့ထားအောင်ကြိုးစားလိုက်နော်အဲ့ဒါကိုမြတ်စွာဘုရားဥမာဘလို့ပေးတဲ့ထင်တော့မမြင်ကျင်ဘူးဆိုရင်တဲ့မျက်နှာလွှဲထားလိုက်ပေါ့တဲ့ဟုတ်လားမျက်နှာလွှဲလို့မှမရဘူးဆိုရင်ကင်မျက်လုံးကိုမှိတ်ထားလိုက်တဲ့ဥမာလေးကိုရန်သဘောကျတယ်ဟုတ်လားအဲ့ဒါကြီးကိုမြင်ရလို့ဒုက္ခဖြစ်နေတယ်ဆိုကဲမမြင်ကျင်ဘူးဆိုလွှဲထားလိုက်ရသားပဲဟုတ်တယ်မဟုတ်လားကိုမျက်နှာလွှဲထားလိုက်မယ်ဆိုရင်မမြင်ရဘူးပေါ့မျက်နှာလွှဲထားတာကိုပဲမြင်ရတော့ဆိုရင်လည်းလှုပ်လို့ရသေးတယ်ဘာဆက်လို့မလို့မျက်စိမိတ်ထားလိုက်ပေါ့အဲ့ဒီဥမာတိုင်းပဲတဲ့ຢာကဒေါသမောဟဖြစ်လာတယ်အကြောင်းရှိလို့ဖြစ်တာနောက်တစ်ခုခုကိုအခြေခံပြီးတော့တွေးနေလို့စဉ်းစားနေလို့ဖြစ်နေတာပဲတကယ်တမ်းကဟုတ်လားအဲ့ဒီဖြစ်ခြင်းရဲ့အကြောင်းတရားကိုဘာမလုပ်ရဘူးလို့မအောင်မေ့ရဘူးမစဉ်းစားရဘူးမရှင်းချင်းရဘူးတဲ့မေ့ထားလိုက်မအောင်မေ့နဲ့နှလုံးမသွင်းနဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလောဘဒေါသမောဟဆက်ရှင်တဲ့အတွေးတွေမဖြစ်သွားတယ်ပျောက်သွားနိုင်တယ်တဲ့ဒါလည်းပဲအသုံးပြုရမယ့်နည်းလမ်းတစ်ခုနော်ပေးတဲ့ဥမာလေးကိုလည်းမမေ့စေချင်ဘူးဟုတ်လားမမြင်ရင်မျက်နှာလွှဲထားလိုက်မရသေးဘူးဆိုရင်မျက်စိမိတ်ထားလိုက်တဲ့အဲ့ဒီဥမာနဲ့ပြောတာနော်မြတ်စွာဘုရားကဟုတ်လားဒါကဦးဇင်းတို့သုံးခုမြောက်အသုံးပြုရမယ့်နည်းလမ်းနော်ကိုယ်မှဘယ်လိုနီးလန်းနဲ့ကိုက်ညီပြီးတော့ဘယ်လိုလေးအဝင်ခွန်ညာဖြစ်သွားမလဲဆိုတာတော့တယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့တယောက်တည်းမှာတော့မှအခြေအနေမျိုးမျိုးပါမူတည်ပြီးတော့လည်းမတူနိုင်ဘူးပေါ့ဒီတစ်ခါမှဒီနီးလေးကအသုံးတဲ့လို့နောက်တစ်ခါမှနောက်နီးလေးကလည်းအသုံးတဲ့ခြင်းတဲ့သွားနိုင်တာပဲလေဒါကြောင့်နီးမျိုးစုံကိုတော့မှတ်ထားဖို့မလိုဘူးလား
ပြီးမှကိုကဘယ်နည်းကိုပို့ပြီးတော့သဘောကျလဲဆိုတာကိုသဘောကျတဲ့နည်းကိုရွေးချယ်ပြီးတော့သုံးကြည့်ပေါ့ဟုတ်လား